တကယ်လို့လေဒါနန်းရောက်လို့ဗမ်းမီကိုဘယ်ဆိုင်ရပေါ့နော်စားရမလဲမသိဘူးဆိုရင်လေဒီဆိုင်ကတော့ဒီဆိုင်ကစားပြီးလို့ရှိရင်လေတကယ်နောင်နာများစီရအောင်သူပေးရတဲ့ဈေးနဲ့ပြင်ရတဲ့ quality အရင်မိုက်တယ်ကွာဒါပေမဲ့တခုတော့ရှေ့သူဆိုင်ဝတ်သားနေပဲရတယ်ကျန်တဲ့အသားပေါ့နော်စက်သားတို့အမေရာတို့နဲ့မရအောင်နော်ပြီးရင်လေတခုရှိတာအဲ့ရှိမှရှိတဲ့အရွက်ပေါ့နော်ဒါနာတို့ဆိုကချင်ဘက်ကဆိုတော့တည်ရကွာဖက်ဖယ်ရွက်ဖက်ဖယ်ရွက်တော့ပါတယ်မကြိုက်တဲ့လူဆိုရင်တော့နန်တော့တယ်ပေါ့နော်ဒါတို့ကတော့ကြိုက်တဲ့ကြောင့်မလို့ဟိုမွေးတယ်ပေါ့နော်အဲ့ရွက်ကိုကြိုက်ရတဲ့ကြောင့်မလို့ပြီးရင်လေသူ့အထက်မှာပါတယ်ဝတ်သားကလေသုံးလက်သားကိုပါသူကကင်ထားတာကွာလုံးဝစားလို့အကောင်းနေအသားလေးကအေးဆက်နေရပဲနာဆိုကြိုက်လို့နောက်ရက်ကိုလေပြန်တော့ပဲစားတဲ့အချိန်မှာသုံးလက်သားကြီးပဲတီးတဲ့တပွဲဝယ်ခဲ့တယ်ပေါ့နော်အဲ့လိုမျိုးလဲရောင်းနေသုံးလက်သားတီးတယ်လေပြီးရင်သူကပေါမုံဓာတ်ကလေကွာပြန် crispy လည်းဖြစ်တယ်အထက်အသားကလေကွာအရသာရှိရကွာပေါ့ရွှတ်မနေဘူးပေါ့နော်စားရတာလေနာပြီးရင်သူ့ရဲ့ဆိုင်လိပ်စာလေးကိုလည်းထည့်ထားပြရပေါ့နော်ဘယ်လိုတော့လည်းပြီးလို့ရှင်နာတော့ဟို Google Map ကနေလည်းကြည့်ပြီးသွားလို့ရတယ်ပြီးတော့ဟိုကိုက e-bike နဲ့သွားမယ်ဆိုလို့ e-bike သွားလို့ရတယ် Grab နဲ့ဆိုလည်း